အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇလန်ကိုနားမထောင်ခင်တတိဖေးထားချင်းပါတယ်ခင်ဗျာကြောက်တက်ရင်မနားထောင်ပါနဲ့ခင်ဗျာကျွန်တော်ဗီဒီယိုလေးကို like and subscribe လေးလုပ်သွားပေးပါအောင်ခင်ဗျာညအမောင်မှာရွာတဲကိုနူးညံ့စွာကြားရောက်လာခြင်းရွာထိတ်ကညောင်ပင်ကြီးအောက်မှာလေမတိုက်ဖဲတိရွက်တီတရွတ်ရွတ်လုံနေတယ်ကိုထုံးအောင်ကမီးအိမ်လေးကိုကြိုက်ပြီးအဲ့ဒီညောင်ပင်ဘက်ကိုအလန့်မမီမရကြည့်နေမိတယ်အဲ့ဒီခါခြေတမ်းမရှိပဲနီးလာတဲ့အတန်တန်ငါမတင်ညွန့်ပါအတန်ကနားမှာနီးနီးကြရတယ်အသက်ရှူတန်တောင်မပါဘူးကိုထုံးအောင်ရဲ့လက်ကမီးအိမ်တုံလာတယ်ညောင်ပင်အောက်မှာအဖြူရောင်ထမီရှိတဲ့မီးမထီးပဲလေထဲမှာလွတ်နေတယ်မျက်နာကိုမမြင်ရဘူးသပင်းရှိကမျက်နာအကုန်ဖုံးထားတယ်ရွာကအဖိုးတယောက်ပြောခဲ့တာကိုကိုထုံးအောင်မှတ်မိသွားတယ်မတင်ညွန့်ကမတရားတည်သွားတဲ့မိန်းမပါသူ့အမေကိုညမှာတိုးကျင်ခေါ်မိရင်သူကိုယ်တိုင်လာတွေ့တယ်ကိုထုံးအောင်ကမမောမပန်းအသက်ရှူဖို့ကြိုးစားရင်နှုတ်ကိုလှမ်းကျင်တယ်ဒါပေမဲ့ခြေထောက်ကမြေမှာကတ်သွားတယ်လို့မရွေ့ဘူးအဲ့ဒီအချိန်မတင်ညွန့်ကခေါင်းကိုအနေအေးထောင်လိုက်တယ်စပင်ကြားကမျက်လုံးအနက်နှလုံးမီးအိမ်အလင်းကိုတိုက်ရိုက်ကြည့်နေတယ်ငါအကြောင်းကိုမင်းတို့မေ့သွားလို့မရဘူးမီးအိမ်ကချက်ချင်းမီးငင်းသွားတယ်အမောင်အပစ်နောက်နေ့မနက်ညောင်ပင်အောင်မှာကိုထုံးအောင်ရဲ့မီးအိမ်ပဲချမ်းခဲ့တယ်ကိုထုံးအောင်ကတော့ရွာထဲမှာဘယ်သူမှမတွေ့ရတော့ဘူးဒါပေမဲ့ညတိုင်းညောင်ပင်အောက်မှာလူတယောက်ရဲ့အသက်ရှူတန်းလို့အနူးအညံ့အတန်လေးမပြတ်ကြားနေရတော့ပဲ